ဒါကတော့ဒေါ်နယ်ထရမ့်မဟုတ်တဲ့ဒေါ်နယ်တူးဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်ဒေါ်နယ်ထရမ့်နဲ့အတူတွိုင်းမှနေတော့ခမရခမယ်လို့ထင်တယ်ဒီမှာကြည့်အောင်ကာကွယ်တူအကွက်ရင်းနဲ့ဟာဒီကောင်အဲ့ဒါကဒေါ်နယ်ထရမ့်လောင်ပြောင်းနေရတာဒီကောင်ကအိုးဟိုမှာသူ့ရဲ့ကိုရန်တော့ဒီတော့ဟွာတော့တူပါလေကွာပြန်တော့မယ်ကိုကဂျပန်နိုင်ငံကိုပြန်တော့မှာအဲ့ချက်မှာလာရပါတယ်လားပွင့်နေတယ်မသိဘူးဒီကောင်ကိုဂျပန်နိုင်ငံကိုသွားတော့မှာအဲ့ချက်နိုင်ငံမှာလာပြီးကျွန်တော်တီးတယ်လို့တော့သူတို့ချင်တယ်အကုန်လုံးစာချုပ်လုပ်လိုက်မှပြန်လိုက်တယ်လို့ကြားတာဒီကောင်